ခင်ရီတို့မဟုတ်အာနာရှင်အဆက်ဆက်ရဲ့သွေးစွန်းနေတဲ့လက်ခင်ရီဆိုတာဘာတူလဲအာနာရှင်များလိုကြဘာမဆိုနောက်မတွန့်လက်မယွန့်သူဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ်နီလန်အမျိုးမျိုးနဲ့ကောက်ကျစ်ရုပ်မာတဲ့သူခင်ရီဟာအေယာဝတီတိုင်းမြောင်းမြမြို့စာတီးဖြစ်ပါတယ်1982ခုနှစ်မှာဒုဗိုလ်အဖြစ်နဲ့ပသိမ်မြို့ခလာရ38အကျန်းဖက်စစ်တပ်မှစတင်တာဝန်ထမ်းဆောင်ခဲ့ပြီးဗိုလ်မှူးကြီးအဆင့်နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်ဗျူဟာမှူးဆက်လက်ပြီးတော့ဗိုလ်မှူးချုပ်အဖြစ်နဲ့စစ်စင်ရေးကွယ်ကဲရေးမှူးစသဖြင့်အာဏာရှင်စစ်တပ်ရဲ့လက်ပါစီဖြစ်ခဲ့သူဖြစ်ပါတယ်2002ခုနှစ်အာဏာရှင်ဟောင်းတန်းရွှေလက်ထက်ခင်ရီဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲချုပ်အဖြစ်10နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ရဲချုပ်တာဝန်ထမ်းဆောင်နေစဉ်မှာပဲပြည်ထရေးဒုဝန်ကြီးတာဝန်ကိုလည်းယူခဲ့ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်မပြိုင်ခဲ့တဲ့2010ရွေးကောက်ပွဲမှာမဲလိမ်မဲခိုးမှုများနဲ့အာဏာရရေးစ조사ပြီးမှအနိုင်ရလာတယ်စစ်ဗိုလ်ချုပ်ဘဝကနေအယက်သားအသွင်ပြောင်းခဲ့သူသမ္မတဦးသိန်းစိန်လက်ထက်မှာလည်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ထပ်ဖြစ်လာခဲ့ပြန်ပါတယ်အာဏာပကွက်သားလက်ပါစီခင်အာဏာရှင်ဟောင်းတန်းရွှေခေတ်2002ခုနှစ်ရဲချုပ်ဖြစ်ပြီးနောက်2နှစ်အကြာမှာစစ်အုပ်စုထောက်လှမ်းရေးရန်တရားရဲ့အဓိကကြိုးကင်သူဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အဖွဲ့ဝင်အများအပြားကိုခင်ရီကိုယ်တိုင်ဦးဆောင်ပြီးဖမ်းဆီးခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့ဇက်တူသားစားတဲ့ဖြစ်စဉ်တွေထဲမှာဒီဖမ်းဆီးမှုဟာကဘာကျော်ခဲ့ပါတယ်ရဲချုပ်ခင်ရီကကိုနေရရဖို့အရေးဇက်တူသားစားပြီးကိုအထက်အရာရှိတော်မှပြန်ဖမ်းဖို့ဝင်မလေးတဲ့အာဏာရှင်အလိုကျလက်မယွန့်ပကွက်သားဆိုတာဒီဖြစ်စဉ်ကိုကြည့်ရုံနဲ့သိနိုင်ပါတယ်အာဏာရှင်ဟောင်းခင်မှာလက်စွမ်းပြခဲ့တယ်လို့အာဏာရှင်အစ်စ်လက်အောက်မှာလည်းကောက်ကျစ်ရုံမာစေဖြစ်ပါတယ်တန်းရွှေလက်ထက်2003ခုနှစ်မှာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစကိုင်းတိုင်းဒီပဲရင်းမှာလှုပ်ကြံတက်ဖြတ်ရန်ကြိုးပမ်းမှု2000ရွှေဝါရောင်တော်လန်ရေးလှုပ်ရှားမှုမှာတန်ဃာတွေနဲ့ကျောင်းသားပြည်သူတွေကိုပြစ်ခတ်တက်ဖြတ်မှုများနဲ့ပတ်သက်ပြီးအဓိကတာဝန်ရှိသူတွေမှာခင်ရီတဦးပါဝင်ပါတယ်ရွှေဝါရောင်တော်လန်ရေးအတွင်းပခုတ်ကူမြို့လေကောင်ကဓာတ်တိုင်မှာတန်ဃာတော်တွေကိုကျိုးနဲ့တုပ်ပြီးရိုက်နှက်တာဆန္ဒပြလူလူတဲ့စက်သက်နှက်တွေနဲ့ရန်တမ်းပစ်ခတ်တာတန်ဃာတော်တွေရဲ့ဦးခေါင်းကိုအုပ်နံရံနဲ့ရိုက်ခွဲတာစတဲ့ရက်စက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ထိုဖြစ်စဉ်တွေမှာတက်ကြွလှုပ်ရှားသူများတန်ဃာများပြည်သူများကိုရိုက်နှက်တပ်ဖြတ်ခဲ့ကြတဲ့အရဲဝေလက်ပတ်နီးစွမ်းအားရှင်လက်မယွန့်တပ်သားများရဲ့အဓိကကြိုးကင်သူမှာခင်ရီဖြစ်ပါတယ်။စွမ်းအားရှင်များကိုလေ့ကျင့်သင်ကြားပေးတဲ့အပြင်လက်နက်ပါတပ်ဆင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအစည်းအဝေးခန်းစာတင်သွင်းသူတိုမတ်အိုဂျေယာကင်တာနာကိုခင်ရီကိုယ်တိုင်ဝန်ခံပြောဆိုထားကြောင်း2009ခုနှစ်ကပေါက်ကြားလာတဲ့အမေရိကန်တန်ယုံရဲ့ဖုံးခေါ်ဆိုမှုမှတ်တမ်းတစ်ခုမှာတွေ့ရပါတယ်။ခင်ရီဟာ2000ခုနှစ်နောက်ပိုင်းဘာသာရေးအထီးကယုံတွေအကြမ်းဖက်ဖြိုခွင်းမှုတွေရဲ့အဓိကလက်သည်တွေကတအူပဲဖြစ်ပါတယ်။နိုင်ငံရေးမျက်နှာဖုံးနဲ့စစ်တပ်ရဲ့ရုပ်သေးရုပ်2020ရွေးကောက်ပွဲကမဲမတမာမှုရှိတယ်လို့ဦးဆောင်ပြောခဲ့သူတွေထဲမှာခင်ရီပါဝင်ပြီးကျွန်တော်တို့ဘသူ့ကိုအားကိုးရမှာလဲဆိုတဲ့သူစကားနဲ့အတူစစ်အာဏာသိမ်းရေးကိုအားပေးလှုံ့ဆော်ခဲ့သူအဖြစ်အဲ့ဒီအချိန်ကပြောဆိုကြပါတယ်ရွေးကောက်ပွဲမတိုင်မီမှာကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီးနိုင်ငံရေးပါတီတွေမင်းအောင်နိုင်ကိုတွားတွေ့ခဲ့ကြပါတယ်အဲ့ဒီထဲကပါတီခေါင်းဆောင်တချို့ဟာအာဏာသိမ်းစစ်ကောင်စီမှနေရာရကြသလိုခင်ရီလဲလောင်းဝကဝင်ကြီးနေရာပြန်ရခဲ့ပါတယ်စစ်ကောင်စီကအာဏာကိုမတရားယူပြီးဆန္ဒပြသူများကိုအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ကာနှိမ်နင်းနေတဲ့ကာလမှာခင်ရီပါဝင်တဲ့ကြံ့ခိုင်ရေးပါတီကစစ်တပ်ထောက်တိုင်အဖြစ်ထောက်ခံပါဝင်ခဲ့ပါတယ်အာဏာသိမ်းပြီး9လအတွင်းစစ်ကောင်စီအဖွဲ့ဝင်2000ကျော်သေဆုံးတယ်လို့2021ခုနှစ်စက်တင်ဘာလမှာထုတ်ပြန်ပြီးအေဂျင့်စွာဆန္ဒပြဖော်ထုတ်မှုကိုအကြမ်းဖက်စုပူမှုအဖြစ်ပုံဖြတ်ရန်အတွက်ကြံ့ခိုင်ရေးပါတီကထုတ်ပြန်ပူပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်အာဏာအပြိုင်အဆိုင်လူကြတဲ့အထက်
ကြန့်ခိုင်ရေးပါတီလည်းအပါအဝင်ဖြစ်ပြီးပါတီတွင်အကွဲအပြဲများဖြစ်ခါဥက္ကဋ္ဌဦးတန်းဌေးကိုပါတီပိုင်ငွေတွေအလွဲသုံးစားလုပ်တဲ့စီးမြင့်များချိုးဖောက်တယ်လို့ဆိုတဲ့သတင်းများပေါ်ထွက်လာခဲ့ပါတယ်။အဲဒီနောက်အချင်းချင်းအာဏာလူပွဲမှာဦးတန်းဌေးကယာရုမှဆင်းပေးရကခင်ရီတက်လာပါတော့တယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတာဝန်ယူအုပ်ချုပ်တဲ့ကာလတလျှောက်အစိုးရကိုတိတ်ခါချတဲ့ဆန္ဒပြပွဲတွေတက်ထောက်ခံပွဲတွေကိုဦးဆောင်စီစဉ်တဲ့အကြောင်းကိုအတွင်းသိရေးတက်ဦးစီးချုပ်ဟောင်းဦးစိုးသိန်းရေးသားတဲ့ဒီမိုကရေစီဒုတိယအစိုးရတင်နှင့်မြန်မာနိုင်ငံဒုတိယတွဲစာအုပ်မှာအာဏာမသိမ်းမီက17ပွဲအာဏာသိမ်းပြီးနောက်17ပွဲတက်ထောက်ခံပွဲစုစုပေါင်း22ပွဲကိုခင်ရီကစီစဉ်ခဲ့တယ်လို့အသေးစိတ်ရေးသားထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကခင်ရီကို2021ခုနှစ်ဖေဖော်ဝါရီ1ရက်စစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးတာဝန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အပြောင်းအလဲမလုပ်မီ2လခန့်အလိုမှာယာရုကနေနှုတ်ထွက်စီပြီးပါတီကိုပြန်ဖို့ထားခြင်းခံရကစစ်အာဏာရှင်တို့အလိုကျကြာရာစက်ရုံနဲ့အတုံးတော်ခံခဲ့ရပါတယ်။ခင်ကြီးကကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာပြီးနောက်စစ်ကောင်စီကိုဆန့်ကျင်တဲ့အင်အားစုများရဲ့ချင်းချောက်အန်ဒီရဲ့ပြုမှုများကိုခေါင်းငုံခံပြီးမဟုတ်လို့စစ်အာဏာရှင်တွေရဲ့အလိုကျပေါ်ပေါ်တင်တင်ထုတ်ပြောလာခဲ့ပါတယ်။နိုင်ငံရေးထွက်ပေါက်ရှာနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲဟာသူ့ရဲ့အာဏာအိမ်မက်အတွက်အရေးပါတယ်လို့စစ်ခေါင်းဆောင်တွေရဲ့စေခိုင်းမှုကြောင့်လည်းအခြားပါတီများကိုပါဝင်ကြဖို့တိုက်တွန်းခဲ့ပြီးသူကိုယ်တိုင်လည်းအသေးအတန်အင်တိုက်အားတိုက်ပါဝင်ခဲ့ပါတယ်။စစ်တပ်ကကြီးစိုးပြီးကြောထောက်နောက်ခံပေးထားကသူတို့သာအနိုင်ရဖို့တေချာနေတဲ့ကြားကပါတီစုံပါဝင်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ထင်မြင်စေကြဖို့ပုံဖော်စီခဲ့ကြပါတယ်။ထိုကာလမဲဆွယ်စီယုံရာမှာ၎င်းတို့ပါတီသမိုင်းကြောင်းကိုထုတ်ပြောလာရင်သမိုင်းအစဉ်အလာကြီးမားတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးကိုသေးသေးအောင်ပုံဖြတ်တဲ့သမိုင်းအမှားများကိုလည်းပြောဆိုထားခဲ့သေးပါတယ်။ထိုပြောဆိုမှုထဲမှာအရေးတော်ပုံဟာ1988မတ်လ12ရက်နေ့ကလက်ဖက်ရည်ဆိုင်မှာတချင်းဖွင့်ရင်ចောင်းသားတွေရန်ဖြစ်တာကနေစားပြီးဒီဖြစ်စဉ်ကိုနိုင်ငံရေးသမားတွေမီဒီယာတွေကသွေးထိုးလှုံ့ဆော်တာကြောင့်အရေးခင်းဖြစ်လာရခြင်းဖြစ်ပြီးဒီအချိန်မှာပဲနယ်စပ်လက်နက်ကင်တပ်တွေကမိုင်ယန်မေတ္တောတိုက်ပွဲတွေကိုဖန်တီးခဲ့ကြကြောင်းခင်ရီပြောတဲ့တမိုင်းအမှားတွေနဲ့ရုပ်သံဖိုင်ကို USDB Facebook page မှာအရှက်မဲ့စွာထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒီလူတွေကိုမမေ့နဲ့အာနာရှင်ဟောင်းကြီးတန်းရွှေလက်ထက်ကရဲချုပ်ဟောင်းဖြစ်တဲ့အငိမ့်စားဗိုလ်မှူးချုပ်ခင်ရီကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ရီကနေပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းကိုကြည်ခြင်းအပြင်စစ်တပ်ကပြုလုပ်ပြီးတဲ့ရွေးကောက်ပွဲတွေအပြောင်းအလဲတွေဟာစစ်ဗိုလ်ချုပ်တွေရဲ့စေလိုရာစေရုပ်သေးရုပ်ကြိုးဆွဲစေခိုင်းမှုတသက်ပဲဖြစ်တယ်ဆိုတာအကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။တကိုးထွားလာတဲ့ထောက်လန်းရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်မြမဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကိုထိမ့်သိမ်းခဲ့တဲ့ကာလတွေတုန်းကရဲချုပ်လုပ်ခဲ့သူကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဟာယခုတိုင်စစ်တပ်လက်ပါစီလက်မယွန့်တပ်သားဖြစ်နေစေဖြစ်ပါတယ်။စွမ်းအားရှင်တွေရဲ့ခေါင်းကိုင်2021အာနာသိန်းကိုတက်ကိုတိုက်တွန်းတဲ့စကားမျိုးပြောခဲ့သူအာနာသိန်းပြီးချင်းစစ်တပ်နဲ့တွေ့ဆုံကအာဏာနေရာရယူဖို့ဦးဆောင်ခဲ့သူခင်ရီဟာနိုင်ငံမှာအာဏာအရှိဆုံး9ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီလိုရက်စက်မှုအပေါင်းတရဖူစောင်းထားတဲ့စစ်တပ်ရဲ့လက်ပါစီပြည်သူလူထုနဲ့တန်းကားတော်တွေအပေါ်ရက်ဆက်ဆက်တပ်ဖြတ်နှိမ်နှင်းခဲ့မှုတွေရဲ့ခေါင်းကိုင်စစ်အာဏာရှင်တွေရဲ့အားကိုးရဆုံးလူရုပ်မာတစ်ယောက်ရဲ့ရက်စက်မှုတွေကိုမမေ့ကြဖို့လိုပါတယ်။